Grand Diamond website ကိုတော့ပြီးစိတ်ဆေးတွေကိုဘယ်လိုတွက်ကြည့်လို့ရမလဲ Hello အားလုံးပဲမင်္ဂလာပါရှင်ဝီဒီယိုရဲ့ချစ်ရတဲ့ customer တွေစိန်ဝယ်ယူရတာပုံမလွယ်ကိုအဆင်ပြေစေဖို့အတွက်ဝီဒီယို Grand Diamond စိန်တိုက်က knowledge sharing တွေစဉ်ဆက်မပြတ်ပြုလုပ်ပေးရတာအခုဆိုရင်တော့မြန်မာနိုင်ငံမှာပထမဆုံးအနေနဲ့စိန်ဆေးတွေကိုကိုယ်တိုင်တွက်ချက်ကြည့်လို့ရမယ် Grand Diamond website ကိုစတင်မိတ်ဆက်ပေးလိုက်ပြီပဲဖြစ်ပါတယ် Grand Diamond website ကိုဘယ်လိုအသုံးပြုရမလဲဆိုတာနဲ့ပတ်သက်ပြီးဒီနေ့မှာတော့ဝီကအသုံးပြုနည်းကိုလက်တွေ့ပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံး granddiamondmyanmar.com ကိုဝင်လိုက်ပါမယ်website ကိုဝင်လိုက်တာနဲ့စိန်နဲ့ပတ်သက်တဲ့အချက်လက်တွေကိုတနေရာထဲမှာစုံစုံလင်လင်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ကယ်ရီကိုကစိန်စည်းတွေကိုကိုယ်တိုင်တွက်ချက်ကြည့်မယ်ဆိုတဲ့သူတွေအတွက်လည်း rubber book page ကိုဝင်လိုက်ပါ။ပြီးတာနဲ့ကိုသိချင်တဲ့စိန်ပွင့်ရဲ့ size, color, clarity ကိုရွေးချယ်လိုက်မယ်ဆိုရင်အခုလိုမျိုး rubber book ပေါက်စေးရာစိန်တပွင့်ရဲ့မူရင်းစေးဘယ်လောက်ရှိပြီဆိုတာကိုချက်ချင်းသိရှိနိုင်မှာဖြစ်ပါတယ်။ discount ပါထည့်ပြီးတွက်ကြည့်ချင်တယ်ဆိုရင်လည်း discount percentage ကိုနှိပ်ပြီးလူကြီးမင်းတို့လိုချင်တဲ့ဈေးနှုန်းနဲ့စိန်မျိုးစားကိုပါချိန်ညှိပြီးတွက်ချက်ကြည့်နိုင်ပါတယ်။ဒါတင်မကသေးပါဘူးဒီတစ်ပတ်ရဲ့ rubber book list အပြည့်စုံကိုကြည့်ရှုချင်တယ်ဆိုရင်လည်း registration လုပ်ပြီးရုံနဲ့အခမဲ့ download ရယူလို့ရပါရဲ့ရှင်။ပြီးတော့ Grand Diamond website မှာတော့စိန်ဝယ်စရာမလိုဘဲနဲ့တောင်စိန်ဈေးကိုကိုယ်တိုင်တွက်ကြည့်လို့ရမယ့်အပြင်ကိုမှလူကြီးမင်းတို့အနေနဲ့ customize စိန်မှာယူလို့ပါကကျွမ်းကျင်တဲ့ဈေးဆိုဈေးတွေနဲ့တိုင်ပင်ပြီးရွေးချယ်ဝယ်ယူနိုင်ပါတယ်။ဒါအပြင် rubber book ကိုပါ up to date ပြုလုပ်ပေးထားတာမလို့စိတ်နဲ့ပတ်သက်ပြီးစိတ်ဝင်စားရဆိုရင်ဘယ်သူမှမဆို Grand Diamond website ကိုအသုံးပြုကြည့်ဖို့ recommend ပေးချင်ပါတယ်ရှင်။ဒါကြောင့်စိတ်နဲ့ပတ်သက်လာရင်ဘာအတွက်ပဲလို့ Grand Diamond စိတ်တိုင်းမှာချစ်ရတဲ့ customer များနဲ့အတူအမြဲရှိနေပါမယ်ရှင်။အဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ် Grand Diamond စိတ်တိုင်းက Sales Manager ဝိပါရှင်။